မေစင်လာဝန်းလေပတ်စံတိန်လောက်ချီးပါလားယင်လာဝန်းနင်ငါ့ကိုအရင်ကျွေး3 သိန်းခွဲတောင်ပေးရအောင်မရဲ့ဒီတစ်ခါနောက်ဆုံးပါပဲတသိန်းပဲနော်ထိုးဝင်ဟဲ့ तू အခုမှလောက်ကပြန်လာနားပါစေဦးလားဟဲ့နေရလဲဟဲ့နင်ကိုခိုင်းနေရမို့လို့လားငါပဲငါသူ့ကိုခိုင်းတာလေနင်နဲ့ပါဆိုင်လို့လဲအမေတို့ကလေတစ်ခါလာလေဒီပတ်စံနောက်တစ်ခါလာလေဒီပတ်စံတနေ့သမီးနေကောင်းလားကျမ်းပါလားအလုပ်တွေအဆင်ပြေလားလို့တစ်ခါမှမမေးဘူးနော်အမေလိုချင်တာအဲ့ပတ်စံမလားအဲ့အမေလိုချင်တဲ့ပတ်စံကိုသမီးရအောင်လွှဲပေးလိုက်မယ်မမေစင်လာဝန်းလေပတ်စံတိန်လောက်ချီးပါလားယင်လာဝန်းနင်ငါ့ကိုအရင်ကျွေး3 သိန်းခွဲတောင်ပေးရအောင်မရဲ့ဒီတစ်ခါနောက်ဆုံးပါပဲတသိန်းပဲနော်လက်ကုန်ကြရင်လာဝန်းပြန်ဆက်မယ်လေနင်ကပေးမယ်သာပြောတာငါ့ရှိကိုအတိုးအရင်မလာလားဘလောက်ကြာနေလဲမမေစင်လည်းကြားရတဲ့အတိုင်းပဲအမေကငွေလိုနေလို့တဲ့ဒီခါလေးအတိုးအရင်တကယ်ပြန်ဆက်ပါမယ်လက်ကုန်တာနဲ့လစာထုတ်တာနဲ့မမေစင်တိတ်ချပြန်ဆက်ပါမယ်တသိန်းပဲနော်လာဝန်းငါကလေနင့်မို့လို့3 သိန်းခွဲတိတောင်ချီးထားတာတခြားသူတွေဆိုလို့ရှိရင်ငါ1 သိန်းထက်ပြင်ပို့ချီးတာမဟုတ်ဘူးငါလည်းအတိုးလို့ကျင်လို့ပတ်စံချီးစားတာဟာလောင်းလည်းသိပါတယ်လောက်ပါမမေစင်ရဲ့ကုညီပါနော်နင့်ရှိမှလည်းဟိုမှာလက်စွပ်ရှိနေတာပဲလက်စွပ်ရောင်းပြီးတော့ငါအကျိုးဆက်ပါလားမမေစင်အဲ့ဒီအတိုးအရင်ရောဒီလက်စွပ်နဲ့ရမယ်ဆိုယူသွားလိုက်ဒီမှာဖန်စီတွေကြီးပဲအကုန်လုံးဟဲ့ဖန်စီငါဘာလို့ရမှာတော့နင်ကလည်းအဲ့ဒါကြောင့်ပြောတာပေါ့တသိန်းလေးပဲချီးပါလက်ကုန်ရင်ကုန်ပြန်ဆက်ပါမယ်ပြီးရောငါအတိုးတော့မှန်မှန်ပေးနော်စိတ်ချပေးမယ်နော်ကျေးဇူးပဲနော်မမေစင်အေးပါနင်အတိုးသာမှန်မှန်ဆက်ဟုတ်အော်ထက်လောင်းဟုတ်မှာဟဲ့နင်ပြီးကြလို့ရှိရင်အောက်စင်းပြီးထမင်းဝင်မှာမလားဟုတ်မှာအော်အဲ့ဆိုလို့ရှိရင်ငါအတွက်လည်းပို့ဝဲခဲ့ပါလားငါ6 လောက်တင်ညောင်းနေလို့မစင်းနိုင်တော့ဘူးဝဲခဲ့ပြီနော်ဝဲမယ်မထိုးဝင်ဟဲ့ तू အခုမှလောက်ကပြန်လာနားပါစေဦးလားဟဲ့နေရလဲဟဲ့နင်ကိုခိုင်းနေရမို့လို့လားငါပဲငါသူ့ကိုခိုင်းတာလေနင်နဲ့ပါဆိုင်လို့လဲကို့အကြောင်းကိုပြောနော်သူ့ခိုင်းကြတော့ကောင်းတယ်ငါခိုင်းတယ်ဆိုတာ तू အလုံးမပင်ပန်းတဲ့ချိန်ခိုင်းတာလေနင်ပင်မလို့မပန်းတာနင်ပါအလိုက်တော့သိပေါ့ခိုင်းမယ်ဆိုလဲနေရလဲဟဲ့ဒီမှာသူ့တော်မှဝယ်ပေးမယ်လို့ပြောနေပြီလေနင်ကဘာဖြစ်နေရလဲနင်နော်နင်လည်းကောင်းဝင်မပါနဲ့ငါအကြောင်းနဲ့ငါနေရနင်လည်းနင်အကြောင်းနဲ့နင်နေငါကနင်အကောင်းနဲ့ပြောနေနင်ဘာဖြစ်ပြောနေရဆိုလဲအော်အမားတွေတော်ကြပါတော့ထထဝယ်ပေးမယ်နော်ထထဝယ်ပေးမယ်ဟုတ်အဲ့ဆိုလေးထက်အမအတွက်လဲထမင်းလေးပို့ဝယ်ခဲ့ပြီအမကိုစင်းလုံးနေရဆိုလားလေနော်ဟုတ်ဝယ်ပေးမယ်မငါတို့ကြတော့ဘာလေးညာလေးပြောပြီးသူကြတာမခိုင်းနိုင်ကြတာပဲမြင်ုံကတ်တယ်ဟဲ့အခုကလက်စားနဲ့မှမှားလိုက်တာနင်ကဘာဖြစ်နေဟဲ့ဖြစ်တယ်အဲ့ဆိုဘာလို့ပြောတယ်လဲအမားတို့ရဲ့သမီးဝယ်ပေးမယ်နော်သမီးဝယ်ပေးမယ်သမီးဝယ်ပေးမယ်ကဲထဲငါလိုက်ခဲ့မယ်သွားမယ်လားကျုံကောင်းကျေးဇူးနော်ဟုတ်မှာလက်ကြရင်လည်းစောထောင်မြဲနောက်ကြဟုတ်မသူများခိုင်းတာပဲလုတ်ပေးနေတယ်မမဘိုင်းနဲ့စားနေတာပြတ်3 လက် 3 23နဲ့ဒီမှာအိမ်ရပို့လိုက်တဲ့ငှက်6နဲ့ညုတ်တိကြော်လေးနဲ့ဟင်းနဲ့ရတော့ကံကောင်းသမီးကအာလူကြော်ကြအတူတူပါပဲအေးရောက်ဒီမှာငါတုတ်ထားတာလက်ဖက်ကမှလေးပစိုးကြောက်တွေအများကြီးနဲ့တုတ်ထားနေကြိုက်တယ်ရောက်စားနေကြိုက်တကယ်ချင်းနေအရန်ချုံကောင်းတာပဲမလေးငါအကြိုက်အေးရောက်စားလူလေးကောင်းလားလောင်းအော်ဒီမှာလေငါလက်ဖက်တုတ်ထားတာပစိုးကြောက်တွေအများကြီးနဲ့စားကြည့်ရလားရတယ်ငါမကုံတော့မယ်လောင်းဒီမှာငါရငါချောင်းရင်းပို့ထားတာစားပါအောင်လားငါ6မကြိုက်ဘူးရတယ်ကျေးဇူးပဲနော်အေးပါဟယ်လိုမေဟယ်လိုသမီးအမေပြောထားတဲ့ပတ်စံလေးရပြီလားရတယ်အမေလိုချင်တဲ့ပတ်စံသမီးလွှဲပေးလိုက်မယ်ဟောရလို့ရှိရင်လေအမေကိုမနေ့ကစောစောလေးလွှဲပေးပါလားသမီးရဲ့အမေပတ်စံတော်တော်လိုနေလို့ပါသမီးရဲ့နော်စိတ်ချသမီးမနေ့ကစောစောသွားပြီးတော့လွှဲပေးလိုက်မယ်အမေပြောချင်တာဒါပဲမလား
ဟာငါငကိုတော့ဥစားဘာသမ်းမအောင်မကြရတာကွာငါ လို့ပုံစံလေးပေါ့နော်အဲ့ဆိုကျွန်တော်လေး customer စိတ်ကျင်နေအောင်လို့ တို့ကလည်းဟိုပြန်ပြင်ပေးလိုက်တာကလည်းဟိုတိန်းကနန်းလောက်ရှိတယ်ကျွန်တော်တို့ ကားနဲ့ပတ်သက်သူများကိုလေးလေးမှစိတ်ချ